တရုတ်နိုင်ငံရဲ့တိဘက်ဒေသအကြောင်းကိုပြောရင်တော့အမြဲတမ်းအငင်းပွားမှုတွေရှိနေမှာပါတရုတ်လူမျိုးတွေကိုသွားမေးရင်တော့တမိုင်းနဲ့ကြည့်ပြီးတော့တိဘက်ကိုသူတို့ပိုင်ဆိုင်ခဲ့ကြောင်းပြောပါလိမ့်မယ်တိဘက်လူမျိုးတွေကိုသွားမေးရင်တော့သူတို့ဟာလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့အရင်တုန်းကတရုတ်နဲ့အိမ်နီးချင်းပဲဖြစ်ခဲ့တယ်ဆိုပြီးတော့ဖြေပါလိမ့်မယ်တရုတ်နိုင်ငံပေါ်ခဲ့တာနှစ်ပေါင်း4000ကျော်ပြီလို့ပြောကြတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ရှုပ်ထွေးပါတယ်ဒါပေမဲ့ဂျားကာလာတွေမှာတော့တိဘက်ကလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တယ်လို့တော့တမိုင်းတွေအရသိရပါတယ်ရှေးခေတ်900စုနဲ့900စုကြားမှာတော့တိဘက်အမ်ပါရာကတည်ရှိခဲ့ပူပါတယ်ကိုပိုင်ဘုရင်စနစ်ရှိခဲ့ကြပြီးတော့တရုတ်နိုင်ငံတန်မင်းဆက်နဲ့လည်းမဟာမိတ်အိမ်နီးချင်းတွေဖြစ်ခဲ့ကြပါတယ်ပြဿနာရဲ့အစက73ရာစုမှာမွန်ဂိုအမ်ပါရာလက်အောက်ခံယွန်းဒိုင်နက်စတီကတိဘက်ကိုထိန်းချုပ်ရာကနေစတင်ပါတယ်မွန်ဂိုအမ်ပါရာကြာဆုံးပြီးတဲ့နောက်မှာတော့တရုတ်လူမျိုးမင်းဆက်တွေဖြစ်တဲ့မင်းနဲ့ချင်းမင်းဆက်တွေကတိဘက်ဒေသကိုလက်အောက်ခံဒေသအဖြစ်ထားရှိခဲ့ပါတယ်မန်ချူအမ်ပါရာချင်းမင်းဆက်ပြုတ်ခွဲတဲ့1912မှာတော့တိဘက်ကလွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ်ကြေညာခဲ့ပါတယ်နှစ်ပေါင်း40ဝန်းကျင်အကြာမှာတော့တရုတ်နိုင်ငံရဲ့ကွန်မြူနစ်ခေါင်းဆောင်မော်စီတုံးကတိဘက်ကိုပြန်လည်သိမ်းပိုက်ခဲ့ပါတယ်1959မှာတိဘက်ကလွတ်လပ်ရေးပြန်လည်တောင်းလာတဲ့အတွက်ကြောင့်မလို့တရုတ်စစ်တပ်ကနေနှင်းခဲ့တဲ့အတွက်ကြောင့်မလို့တိဘက်ခေါင်းဆောင်ဒလိုင်းလာမာလည်းအိန္ဒိယကိုထွက်ပြေးသွားရပါတယ်အခုချိန်ထိတော့တိဘက်ဒေသကတရုတ်နိုင်ငံရဲ့တင်းကျပ်တဲ့ထိန်းချုပ်မှုအောက်မှာရှိနေပါသေးတယ်တိဘက်ဒေသမှာကိုယ်ပိုင်ဘာသာစကားရှိပြီးတော့တရုတ်ဘာသာစကားနဲ့တော့ကွဲပြားပါတယ်သူတို့ရဲ့အခရာအတန်ထွက်တွေကကျွန်တော်တို့မြန်မာနဲ့တောင်ပို့ပြီးတော့နီးစပ်ပါတယ်ဒီထဲမှာပြထားတဲ့အတိုင်းပဲကခဂငတွေကလည်းကျွန်တော်တို့မြန်မာအတန်ထွက်တွေနဲ့သိမ့်မကွာပါဘူးဒါကလည်းသိတော့မထူးဆန်းပါဘူးကျွန်တော်တို့မြန်မာနိုင်ငံကလူမျိုးစုကြီးအများစုကတိဘက်ဒေသကနေဆင်းသက်လာကြလို့ပဲဖြစ်ပါတယ်တမိုင်းလေ့လာတဲ့သူတွေကတော့မြန်မာနိုင်ငံကိုဝင်ရောက်နေထိုင်တဲ့သူတွေထဲမှာတိဘက်တို့ဘာမန်အုပ်စုကအင်အားကြီးဆုံးလို့ပြောကြပါတယ်ဒါကြောင့်မို့တိဘက်နဲ့မြန်မာစကားဆင်တူတဲ့ဗီဒီယိုဖိုင်ကိုလိုက်ရှာခဲ့ပါတယ် Myanmar's diverse ethnic groups. จิ တိ ညီ နှစ် ซุม သုံး ရှိ လေး ငါ ငါး ဒု ခြောက် ဒူ ခုနှစ် ကဲ ရှစ် ကူ ကိုး ကျူ 30ဒါကမြန်မာနိုင်ငံမှာရှိတဲ့ဗမာစကားတစ်ခုတည်းနဲ့တူနေတာမဟုတ်ပါဘူးတိဘက်အနွယ်ဝင်တိုင်းသားအများစုနဲ့လည်းတူညီနေတာမျိုးရှိပါတယ်ဒီထဲမှာဗမာလူမျိုးလိုတိဘက်အနွယ်ဝင်တိုင်းသားတွေရှိမယ်ဆိုလို့ရှိရင်လည်းတိဘက်နဲ့ဆင်တူတဲ့စကားလုံးတွေကိုမှတ်ခဲ့ပေးလို့ရပါတယ်ကျွန်တော်တို့နိုင်ငံမှာတိဘက်အနွယ်ဝင်တိုင်းသားကွဲတွေအများကြီးရှိပေမဲ့ငကိုမူလကတော့တစုတည်းပဲဆင်းသက်လာတာဖြစ်ပါတယ်နှစ်ပေါင်းထောင်ချီနေရာဒေသကွဲပြားသွားပြီးတော့ဘာသာစကားနဲ့လေယူလေသိန်းတွေကွဲပြားသွားတယ်လို့ထင်ရပါတယ်ဒါကသမိုင်းပညာရှင်တွေရဲ့ထင်မြင်ယူဆချက်ကိုပဲပြောတာပါအတီလဲဟုတ်ချင်မှဟုတ်မှာပါဒီလောက်ဆိုရင်တော့တိဘက်နဲ့တရုတ်ကွဲပြားပုံကိုတော့တည်တံတလောက်တည်သွားပြီလို့တော့ထင်ပါတယ်အစိုးရနားထောင်ခဲ့ကြတဲ့သူတွေအနေနဲ့တိဘက်ကတရုတ်နိုင်ငံအပိုင်လားဒါမှမဟုတ်လို့ရှိရင်လေလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံလားဆိုတဲ့အမြင်ကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးဗျ